ကြီးကြီးခဏမြတ်တရားရဲ့တရားများကိုလေ့လာသင်ယူကြိုးစားကိုယ်တိုင်ကြင်ကြင်ရှိဆောင်နာတာတစ်စင်ပြန်လေးလက်ပြလေးဆောင်စရာတို့ဖျားတို့ကျေးဇူးအနန္တဤလင်္ကာစီကုံဖွင့်သည်ပူဇော်ကြောပါဤဖျားကြီးကြီးခဏမြတ်တရားရဲ့တရားများကိုလေ့လာသင်ယူကြိုးစားကိုယ်တိုင်ကြင်ကြင်ရှိဆောင်နာတာတစ်စင်ပြန်လေးလက်ပြလေးဆောင်စရာတို့ဖျားတို့ကျေးဇူးအနန္တဤလင်္ကာစီကုံဖွင့်သည်ပူဇော်ကြောပါ